စီးနင်းတစ်ဖက်ပဲကြာနေတော့တယ်ဒရန်ကနေညီမလေးကိုထမ်းဖို့ကကူကယ်မဲ့ဆိုရှောက်သွားနေတဲ့ဒီကောင်လေးနာမည်ကခါမာကိုတန်ဂျီရိုဖြစ်ပါတယ်အတိတ်မှာတော့တန်ဂျီရိုကဆင်းရဲပေမဲ့ပြောသားကောင်းတဲ့မိသားစုတစ်ခုရှိပါတယ်မွေးရင်းချောက်တဲ့အကြီးဆုံးသားဖြစ်ပြီးအဖေမရှိတော့နောက်ပိုင်းအကိုကြီးဖာဖြစ်လာပါတယ်တာမောကတဲစုပ်လေးမှနေတဲ့သူတို့မိသားစုကမိသွေးလုံငန်းလောက်ကိုင်းပါတယ်တန်ဂျီရိုကတော့မနက်တိုင်းတောင်းကားကြောင်ကလေးစီမိသွေးစင်ရောက်ညီလေးညီမလေးကိုခေါ်သွားလေးရှိပါတယ်ဒီနေ့မှာနေတဲ့နေအကြောင်းခေါ်မသွားပဲအိမ်မှာပဲလေးလေးမမနေဦးမှာကမိသွေးရောက်မို့ထွက်လာပါတယ်လမ်းမှာလည်းအငယ်ဆုံးလေးကိုထိန်းနေတဲ့ညီမလေးနဲစုကိုကူးဆိုင်ဖို့မှပြီးနှုတ်ဆက်ကတာမောကဆင်လာပါတယ်ကျိုးသားသားပြီးအကိုကတန်ဂျီကိုရွာကလူတိုင်းကချိန်ချိန်ကြလို့တန်ဂျီစီမှာထူးခြားတဲ့စွမ်းရည်တစ်ခုရှိပါတယ်အဲ့ဒါကတော့အနက်ခံအာရုံကောင်းတာဖြစ်ပြီးရွာကလူတွေရဲ့ပြဿနာတွေကိုလည်းအစွမ်းရည်နဲ့ပဲဖြေရှင်းပေးတာများပါတယ်ဒီနေ့မှာတန်ဂျီကအယောင်ကုန်လုံးအိမ်ပြန်တော့နေဝင်နေဖြစ်ပါတယ်တောင်ချီကအစာဘူးဆိုတဲ့အဖိုးကြီးတယောက်ကနေဝင်ချိန်ဆိုအန်နယ်များတာမျိုးတန်ဂျီကိုတောင်ပေါ်ပြန်မတက်တော့ဖို့မှပြီးသူ့အိမ်မှာတညနာသေးပါတယ်တန်ဂျီလည်းပင်မနေမျိုးစာဘူးရဲ့အိမ်မှာပဲတညနာဖို့ဆုံးဖြတ်လိုက်ပါတယ်စာဘူးတို့ဟာလူသားသားမိတ်စာဒီမိုနီကိုယုံကြည်သူဖြစ်ပြီးဒီမိုနီကနေဝင်အစာချတတ်ကြတာမလို့တန်ဂျီကိုသူ့အိမ်ခေါ်သိထားတာဖြစ်ပါတယ်နောက်ပြီးအဲ့ဒီမိုနီကိုနေနေဖို့မိတ်ဆာနေနေတဲ့ဖွဲ့ဒီမွန်ဆီယာဆိုတဲ့ဖွဲ့လည်းဟိုးရင်ကလေးရရှိတဲ့ကြောင့်တန်ဂျီကိုပြပနေပါတယ်မိတ်ဆာဆိုတာကြားပဲကြားပူတဲ့အညာတက်တော်သားတန်ဂျီကတော့အဖိုးကြီးပြောရတွေကိုပုံမလို့ပဲထင်နေပါတယ်နောက်ပြီးမိသားစုဆောင်ချောထားတဲ့စာဘူးကအထီးကျန်တဲ့ကြောင့်ကြောင်ချချဖြစ်နေတဲ့အမှန်နဲ့မနက်ကျသူ့ညီလေးညီမလေးကိုခေါ်လာပြီးဖို့ကတန်ဂျီကတွေးထားပါတယ်ဒီလိုနဲ့မနက်မို့လို့တော့တန်ဂျီလည်းစာဘူးရဲ့အိမ်ကနေတောင်ပေါ်ပြန်တက်လာဖြစ်ပြီးအိမ်နောက်ရောက်တော့တန်ဂျီကသွေးနှောက်ခံစားမိလာပါတယ်တဖြည်းဖြည်းပြေးချလာတဲ့သွေးနဲ့နေရကြတန်ဂျီကသူ့မိသားစုရှိတဲ့အိမ်လေးစီပြန်ရောက်လာပါတယ်အဝဝမှာရင်သွေးရရဲ့လဲနေတဲ့နေစုကိုတွေးခဲ့ပြီးအိမ်ထဲမှာတော့တမိသားစုတော့အဆူလိုက်ပုံနဲ့ကိစ္စရှုံနေအောင်မြင်လိုက်ရတန်ဂျီကဝမ်းနဲ့ချင်းဒေါရထရှင်တွေရောက်ချက်နေပါတယ်မိသားစုအားလုံးလည်းနေစုကိုတယောက်ပဲကိုဝင်နေကြလို့ရွာကဆက်ဝင်စီထမ်းဖို့ပြီးအေးပြင်းထန်တာနေတော့တယ်မျက်ရည်နဲ့ခီးနေလာပါတယ်အသက်ရှူပေါင်ခက်ခဲနေတဲ့အေးချင်းကြောင့်တန်ဂျီကပင်မနေမယ်ညီမဖြစ်သူကိုကဲဖို့ကြိုးစားပြီးချလာနေချိန်မှာပဲနေစုကနိုးလာပါတယ်ဒါပေမဲ့တာမန်လူတယောက်လိုမဟုတ်တော့ပဲမိသားတောင်ကောင်ဖြစ်လာတဲ့နေစုကတန်ဂျီကိုတိုက်ခိုက်ဖို့ကြိုးစားပါတယ်မိသားဖြစ်နေမှုသွေးဆနေတဲ့နေစုကတန်ဂျီကိုကိုက်ဖို့လုပ်နေပေမဲ့တန်ဂျီကထင်းခိုးရဲ့ထင်းနဲ့ထိမ့်ပြီးခုခံပါတယ်နေစုကိုရဲ့ခန္ဓာကိုယ်ကကြီးထွားလာပြီးတန်ဂျီကထိမ့်မနိုင်တော့တာမလို့နေစုကိုစိတ်ထင်တာဖို့မျက်ရည်နဲ့တောင်းဆိုပါတယ်တာမန်တိုင်းဆိုသွေးဆနေတဲ့မိသားတောင်ကသူ့ကိုယ်သူထိမ့်မှုမဖြစ်နိုင်ပေမဲ့နေစုကမျက်ရည်တွေကျလာပြီးရုတ်တရက်အပ်ပြောသွားပါတယ်အဲ့ချိန်မှာပဲမိသားသက်ဖက်သူတယောက်ရောက်လာပြီးနေစုကိုနောက်ကနေခေါင်းဖြတ်ဖို့လုပ်ပေမဲ့အဲ့ဒါကိုသတိထားမြဲတန်ဂျီကသူ့ညီမလေးကိုကယ်ထားခဲ့ပါတယ်မိသားဖြစ်တဲ့နေစုကိုတိုးစင်မှုရောက်လာတဲ့မျက်လုံးမပန်တဲ့ဒီဘဲကတော့ဒီမွန်စလီယာအဖွဲ့ကတိုမီယိုကာဂီယူဖြစ်ပါတယ်တန်ဂျူရဲ့လက်ထဲကနေနေစုကိုမက်ဆီတက်မိတ်တွေဖတ်ခွန်နိုင်ပြီးအန်နာနဲ့ကိစ္စတုံးဖို့လုပ်ပါတယ်ဂီယူကမိသားပုံစံကိုကြုံဘူးရဲ့အထက်တန်းကဒီမွန်စလီယာကြောက်ဖြစ်ပါတယ်သူတွေ့ဘူးခဲ့တဲ့မိသားတိုင်းဆာလောင်ရင်ဆွေမျိုးသားမချအကုန်တိုက်ခိုက်စားသုံးတာမို့နေစုကိုလည်းတာမန်မိသားလိုပဲမှတ်ယူထားပါတယ်အဲဒါကြောင့်လည်းတန်ဂျူတားနဲ့ကြားရင်နေစုကိုဓာတ်နဲ့ထိုးဖို့လုပ်ပေမဲ့တန်ဂျူကရှိရခဲနဲ့ဂီယူကိုလမ်းပေါက်ပါတယ်နောက်တော့လက်ထဲမှာရှိတဲ့ဒင်းကိုဆွဲပြီးဂီယူစီတက်တက်ပြေးဝင်လာပါတယ်ဂီယူကစိတ်ထဲမှာတော့တန်ဂျူကိုအမျှော်မရှိဘူးတွေးမိပြီးတန်ဂျူရဲ့ကြော်ကိုဓာတ်ဖိနဲ့ထူချလိုက်လို့ဆရာသမားလည်းတတိမိသွားပါတယ်တန်ဂျူတတိမိပြီးခဏကြာမှကောင်းကင်ဘဝတင်ရဂီယူနဲ့ဖူစီတက်တက်ကြီးကြာလာပါတယ်တကယ်တော့တန်ဂျူကနှိမ့်လိပ်ပြေတစ်ချက်တိုင်းမှာဂီယူစီကြောက်ခန်းနဲ့ပြတ်လို့အာရုံလွှဲပြီးဒင်းကိုလေးဝဲပြုတ်ဝဲလိုက်တာဖြစ်ပါတယ်အထက်တန်ဒီမိုစီယာတာဖြစ်တာမို့ဒင်းကိုချောင်လာလိုက်ပေမဲ့ဂီယူရဲ့စိတ်ထဲမှာတန်ဂျူကိုထင်ကြီးသွားပါတယ်တတိမိသွားတဲ့အကိုကိုမြင်တော့နေစုကိုလည်းဂီယူစီကနေအောင်ထွက်ကသူ့ကိုအပြေးကောက်ွယ်ပါတယ်နေစုကိုကတေချာပေါက်သွေးစားနေပေမဲ့ကိုမန်းသိနေတဲ့အမြင်လိုက်ရဂီယူကနေစုကိုအသက်သက်ရှင်ကိုပေးလိုက်ပါတယ်မောင်နှမနှစ်ယောက်လုံးကိုတတိမိသေးပြီးပြန်လို့လာတော့ဂီယူကနေစုကိုရဲ့ပတ်သက်ကိုဘလုံးနဲ့စီထားပြီးဖြစ်ပါတယ်ဂီယူကတန်ဂျူကိုစာကွေဆိုတဲ့တောင်ချီမှာနေတဲ့စံကူကြီးယူရိုကိုတာကီနဲ့တော့တိတ်ဖို့မှာပါတယ်နောက်တော့နေစုကိုဘယ်တော့မှနေရာမထီအောင်ထားအောင်မှာအဲ့နေရာကနေထွက်သွားပါတယ်တန်ဂျူလည်းရုပ်ဘက်စင်မဲ့သိခဲ့တဲ့သူ့မိသားစုကိုမြေမြုပ်တကြိုပေးပြီးတာကွီတောင်ကိုနေစုကိုနဲ့တူထွက်လာခဲ့ပါတယ်